ခင်မောင်တော့ဝေစိတ်တစအင်းကမွေးချင်လိုဝချက်နေတာစစ်မတူပြောတတ်တဲ့ပုံမှာနှွေတပယ်မျက်တပယ်လို့တန်ရိုးစင်ကိုတရားပါခဲ့ပါပြီခင်မောင်တော့ဝေဒါပုံမှာမနေ့ကတခုရဲ့မြေကြီးဦးတို့ပုတ်ခါတီကဝရန်တာလေးပါကွယ်လေကောင်းလေသန့်တွေနဲ့ညီခုံမယ်တချို့အောဆန်နေတာကိုငှက်ထပ်ပူရကောင်းလားလို့ရေတန်းတွေ့မယ်တခါကမေယူမြင့်မုံညများစက်အိမ်ခိုင်မာဘူးကြောင်းဂန်းကိုရုပ်ကျွေးနေနဲ့တတိပြမယ်ဖက်ကောင်းလေးစကားမများတတ်ပေမဲ့တခုခုလိုနေသလိုပါဒီပေါင်းတော့ဝေရေးတယောက်တည်းတည်နိုင်တဲ့ခွင့်ရေးလူသားအလုံးရပြီလားကျွန်တော်သိပါတယ်ကျန်တဲ့ခိုက်တက်မှာပစီပဆက်လေးတွေများလိုနေမလားတွေးမိတယ်လိုင်းကောင်းဖြူဖြူတွေချာအတော်အတဝန်ပြည့်နေတာတော့လင်ငယ်လေးမထွက်ခွာနိုင်သေးသလိုတခုခုလိုနေတော့မှပဲစက်တရီကိုလေတူးတော့ဖွာကနေဖလွင့်ကနေချစ်စမီမှလည်းတခုမှဒီဖိုးဝဲရပါနေတာတွေ့ကူတော့ကျွန်တော်ကိုညှို့ဆိုဖို့အပေးတံတခုရှိလိမ့်လို့နဲ့တွေ့ရှားခဲ့ဘူးတယ်ကောင်းပါတန်တရားတွေများအားလုံးယုံကြည်နေရဲ့ရည်လွယ်စသဖြင့်ခင်မောင်းတော့ဝေပြောခဲ့ဘူးတလို့စိတ်ဝင်စားစရာကောင်းလောက်အောင်သူတိသူတက်စောင်းကြွကြွနိုင်စသဖြင့်အဲ့ဒီခေါင်းစဉ်တွေနဲ့ရှားခဲ့ဘူးပါတယ်ဘလို့ဖွင့်ဆိုကြလိမ့်မလဲပေါ့ကျွန်တော်ရှာကြည့်တယ်တောတွေတောင်တွေမဖွဲမရလက်ခုလက်တူအပြစ်တင်နဲ့တင်ရပါစေလေဒီမဲခင်မုံတော့ဝေရဲ့ကျွန်တော်ဆိုတာကလေခုကိုတော့မခေတီးခြင်းစရာဝန်လေးမှုလေးပါအလဲကျော်ပြီးလှပခဲ့ရတဲ့ဗရောက်ပုံးနေတော့ငုအားကိုနမဲကိုပူခေါ်ပြီးဘယ်ငှက်ကိုရှာနေမှမသိရဲ့အော်ငယ်ပါအလွမ်းနေမိုးတိုးမတ်တက်နေခင်မုံတော့ဝေရဲ့6ပြစ်ကင်းနဲ့ရန်သူတော့ပါဒီအတိုင်းသမိုင်းဆက်ရရင်ဘသူမှအနာထဲမဖြစ်ဘူးမဟုတ်လားပြောပါလေတကယ်ပြစ်ရှိခဲ့သူတွေထွက်ခွာသွားချိန်မှာတော့ခင်မောင်တော့ဝေဂီတနဲ့ပဲပြဿနာတွေဦးလိုက်တဲလိုက်နေဟုပြောပါတယ်ဘယ်ခေတ်မှပမေ့မချဘူးတဲ့ရွက်လာပင်လေးတဲ့အိုးရှိတော့ကပုံမြင့်အစ်စ်လေးတစ်ခုထဲမှာကောင်းငင်ပြလို့ရေးပြတယ်တန်တင်ခေကုန်းတော့ဝေစိတ်တစား